အဲ့ဒါလူတွေလေဖြတ်ကုန်မယ်ဝင်လို့ လိုက်ပါဗျာ မလိုက်ရင်လေဖြတ်မှာပါခင်ဗျာ6ကြီးတွေလေဖြတ်မှာပါ ပို့ပြီးပို့ရောက်ပြီတော့မှာတော့သူကတင်းလာတော့တော့မှာတော့ဒါလည်းကန်ဒီရောက်ရှိပါပြီဆိုရင်လာပါဘိုးတော့ခဏလိုက်ပါခဏရပါဒါကပြောရတာ